democracy federal ပြည်တော်စုသမရမြန်မာနိုင်ငံတော်မြန်မာကိုဖျက်မှာဒါကြောင့်မလို့အောင်စိုးဦးကကရင်ပြည်နယ်ကိုသွားပြီးတော့အခုဒေါက်တာစင်ဝင်းကဂျာဖြတ်ပြောပြစီဒေါက်တာစင်ဝင်းကသူ့ကိုတခါတည်းဒေါက်တာစင်ဝင်းနဲ့ကိုတန်းချုပ်နဲ့အောင်စိုးဦးကကျမတို့စကားပြောရင်တော့ကိုတန်းချုပ်လို့ခေါ်တယ်သူ့ကိုအောင်စိုးဦးလို့ခေါ်တယ်အောင်စိုးမှာမန်တိတ်ရှိတာသူ့ကိုကိုတက်မခေါ်ရင်သူငါ့ကိုကိုတက်မခေါ်ကိုနဲ့ကိုမတန်လို့မခေါ်တာအဲ့အောင်စိုးဦးနဲ့ကိုတန်းချုပ်ကဒေါက်တာစင်ဝင်းကိုတခါတည်းချက်ချင်းကြီးထဲမှာထည့်ပြီးစောင်းကြီးအုပ်ပြီးတော့ထိုက်ကူထုတ်တာ NLD LA ဖြစ်တော့ကိုတန်းချုပ်ကအကျွေးရမှုပောက်ခေါင်းကပမာအောင်စိုးဦးကတွဲပဲအတွင်းရမှုလဲတယ်အခုအေဂျင့်တို့ BBC ရောက်သွားတဲ့မောင်အေဂျင့်တို့ကလာတို့ဒီအောင်စိုးဦးတို့ကလဲတယ်ကိုတန်းထုတ်ကပမာဦးတေအောင်ကတချင်ကြောက်လာရောင်းလာထိုက်ကိုရောင်းရင်းနဲ့ NLD LA ရဲ့ဥက္ကဋ္ဌဒေါက်တာစင်ဝင်းကခန့်ခဲ့တာဒေါက်တာစင်ဝင်းရဲ့မျိုးရိုးကသူ့အဖေရောအမေရောဗမာစစ်စစ်အဲ့တော့ဟလာအခု NCGUB မဖွဲ့ခင်မှာ NLD LA မှာကိုရင်းကဥက္ကဋ္ဌဒေါက်တာစင်ဝင်းကဥက္ကဋ္ဌကိုတန်းထုတ်ကအထွေရမှုအောင်စိုးဦးကတွဲတဲ့အတွင်းရမှုနောက်တစ်ခါဒီကိုရင်းကိုဟလာနော် NCGUB ရောက်တော့ဆရာနဲ့တခါလေအမေရိကကိုရောက်ပြီးတော့ NCG ရုံးပေါ်မှာဟလာဒါဝင်ထမ်းဆောင်ပြီးတော့ PhD တက်ပြီးတော့သူကရတဲ့အခွင့်အရေးဒေါက်တာစင်ဝင်းရဲ့အကူအညီနဲ့သူရသွားတာကိုတန်းထုတ်ကကိုကစီကန်းရှိတယ် NLD LA ကလူတွေဘယ်သူမှပြပကိုမထွက်ရဘူးဟလာပြပကိုမထွက်ရဘူးနိုင်ငံရေးခိုလုံခွင့်မယူရဘူးအဲ့ဒါကိုကိုတန်းထုတ်ကြီးကမထွက်ဘူးမထွက်နဲ့မထွက်ရောဒေါက်တာစင်ဝင်းနဲ့ NCGUB ရုံးကြီးမှလည်းရောက်လာပြီးအောင်စိုးဦးကလည်း NCG ရုံးကြီး Republican Institute မှာရောက်လာပြီးဒေါက်တာစင်ဝင်းကလည်းဝင်ကြီးချုပ်ဖြစ်နေပြီးအောင်စိုးဦးကလည်းအဲ့ဒီရုံးမှာ advisor ဖြစ်နေပြီး PhD လည်းတက်နေပြီးလဲဆိုရောကိုတန်းထုတ်ကိုတကားပိတ်ပြီးတော့တခါလေဦးတင်အောင်ကချင်နဲ့အားလုံးဟလာကနေပြီးတော့နိုင်အောင်တို့ပါပါတယ် NCGUB ကထုတ်ကိုတန်းထုတ်ကိုတခါလေကိုရင်းက NLD LA ကထုတ်တာရှင်ကဒေါက်တာစင်ဝင်းကိုရဲဘော်ရဲပဲလုပ်ဖို့ကင်ပဲဖြစ်လို့ခုလိုစုံသွားလို့ရှင်ကိုNLD ကထိုက်ကနေပြီးတော့ဒီအမေရိကထိရောက်အောင်ပို့လိုက်တာဒေါက်တာစင်ဝင်းရဲဘော်ရဲဘက်ဆိုတဲ့စကားကိုရှင်သုံးတာကိုပြန်ပြီးတော့ရှင်ရုပ်သိမ်းအောင်ဆုံးပခုံးချင်းလာမရှင်နဲ့ဒေါက်တာစင်ဝင်းနဲ့ပခုံးချင်းလာမရှင်နဲ့အာဇာနီသွေးသူ့မှာတမိုင်းရှိတယ်ပဲရစ်ကနေတင်ချာနဲ့ပါတကူရလာတာကျမဆရာကတေသွားတဲ့အထိအေးတန်းချီကိုသူမကြည့်ဘူးမတတ်နိုင်ဘူးဆရာကရှင်ပြိုင်အစိုးရရဲ့ဝင်ကြီးချုပ်လုပ်တာအေးတန်းကျူက2012ကလေးကဒေါ်စုခြေလန်းနေမှားပြီဆိုတဲ့ကမောင်နားထောင်ဒေါ်စုကိုထောက်ခံတာခွက်လူတိကနေဖြတ်ဖြစ်တာနားလေလားမောင်အမှတ်တရားကိုမသိတဲ့အချိန်မှာဒေါ်စုမှန်နေထင်နေတာသူ့လောက်ရက်တွေကိုချိပြီးတဲ့အခါကျတော့ဂျပန်မြေကိုလာတယ်စုံသွားတဲ့အာဘီဆန်စီကနော်ဒုတိယအချိန်ပထမသူစာရန်ပြုတ်ဖို့ဆိုပြီးတော့ဟလာကျိုတိုမိုလာတယ်ကင်အဲရစ်လင်းငယ်လေးနဲ့အခုဒုတိယအချိန်နဲ့ရောက်ငါတို့နိုင်ငံကိုစော်ကားတာမြန်မာဆိုတာဗမာစတာနဲ့တူတူပဲလေကျမမြန်မာကိုလက်မခံဘူးလေဒါသူဘာလို့ဗမာလိုဝတ်ထားလဲကျမလည်းပြည်သူကိုချစ်ပါလေဒီပိမ့်နေနားထောင်ကျမခလေးမလေးတယောက်ရှိပါလေချောပါတယ်မိုးဟိတ်ကိုနေတောင်တူတယ်ဒေါ်စုချစ်ပါမှာအဲ့တော့သူနဲ့ကျမရဲ့ဆက်ဆံရေးကလေသူ့ရဲ့ဘေးမှာဒေါ်စုပုံကျမအိမ်မှာရှိတဲ့ဒေါ်စုပုံတွေအကုန်ရှင်းပြလိုက်ပြီတဘုံမှမထားဘူးဘာလို့ဆိုဖျားလဲစော်ကားလေးတရားလဲစော်ကားလေးသတင်းစာတွေမှာတိတ်ဓမ္မပါဠိတွေဖြုတ်တယ်ဟိုတော့ခေါကောနဲ့ဒေါက်တာဖေမြင့်ဆိုတဲ့ရခိုင်ကဖြုတ်ပြတယ်တရားလဲစော်ကားလေးတန်ခါလဲစော်ကားလေးဆရာတော်ဝိရသူက NLD ကိုထောက်ခံလို့ထောက်ကြတယ်ဖျားလဲစော်ကားလေးတရားလဲစော်ကားလေးပါချုပ်ဆရာတော်ကြီးကိုလေယာတုကနေဖြုတ်ကြတယ်တန်ခါလဲစော်ကားလေးမောင်တို့ခင်ဗျားတို့ကဖုန်းကြီးကိုကိုးကွယ်နေတာကျုပ်တို့ကဒီတန်ခါတော်တွေကိုစွန့်တနတ်ထဲဖုံးပေးပြီးတော့ဒီဘိရကတုံကိုနှုတ်ကုန်ဆောင်ပြီးတော့လူတွေကိုအိမ်အောင်လည်းမပြူဘူးနော်ဟာလားဒီလိုသူ့ရဲ့ဟလာဒီတပူဆရာတော်ကြီးပါချုပ်ဆရာတော်ကြီးမင်းကွန်းဆရာတော်ကြီးကိုရင်ပေါ့နော်ဒီကိုရင်ဘာလဲဖောက်ဆရာတော်ဖျားကြီးအားလုံးကဟလာကအစနော်အခုကိုရင်းဖြစ်တဲ့ဆရာတော်ဝိရသူတို့လိုစာချနေတဲ့ဆရာတော်တွေကဖုံးပေးပြီးတဲ့အခါမှာအခုခလာ peace walking ဆိုပြီးတော့အမေရိကန်တခွင်လုံးနေတဲ့မဟာယာနဆရာတော်တွေအပါအဝင်ဟလာဟိုရွှေဖုံးပွင့်ဆရာတော်လက်သုံးပြောင်းထောင်နာကိုထောက်ခံနေရွှေဖုံးတင်ငန်းဝတ်ထားတဲ့အတွက်ကြောင့်မလို့ကျုပ်တို့ကနေပြီးတော့ကြီးညိုနေတယ်ဆိုတော့ကျုပ်တို့ရဲ့ဖျားဟောကြားတဲ့တရားဓမ္မတွေကိုဟလာစွန့်တနာဖုံးပေးပြီးတဲ့အခါမှာလေ့လာပြီးတော့ပြည်သူတွေကိုဟလာဒီတရားတွေကိုဟောကြားနေတဲ့အတွက်ကြောင့်သာသနာဝန်ကိုထားနေတဲ့အတွက်ကျုပ်တို့ကကြီးညိုနေတာမောင်ရဲ့မောင်စောကားတာလွန်နေပြီနော်တော်ကိုလွန်နေပြီနင်းတော့စုလည်းဖျားကိုစောကားတယ်တိတ်တမင်းသားကိုစောကားတယ်ဟလာတရားကိုစောကားတယ်ဒေါက်တာဖေမြင့်နဲ့သူဖြုတ်ချတယ်တန်ခါလဲစောကားတယ်ပါချုပ်ဆရာတော်ကြီးကိုဖြုတ်ချလိုက်တာပြကျုပ်တို့မှမအားတဲ့ကြာပါချုပ်ဆရာတော်ကြီးရဲ့တရားကိုလည်းနားထောင်ပါသည်တနေ့ကိုအနည်းဆုံးတပုတ်လောက်တော့နားထောင်ပါသေးတယ်တန်ခါလဲစောကားတယ်ဆရာတော်ဝိရသူဝရမ်းပြေးလုပ်နေရတယ်ဆရာတော်ဝိရသူ NLD ကိုမုံရွာမှာတရားဟောတဲ့အတွက်ကြောင့်မလို့ထောင်အိုးဘုံထောင်မလေးကြာခဲ့သေးတယ်အိုးအင်းစိန်ရွာမှာဆရာတော်ဖရာကြီးလည်းထောင်ကြခဲ့သေးတယ်ဒေါ်စုပြီးတော့မြန်မာရဲ့ခလာကိုရင်းပေါ့ဘာခေါ်လဲထုံးနှံစင်လာဖြစ်တယ်အမျိုးသမီးမဝင်ရဆိုတဲ့ဟာမလဲဝင်နေတယ်အောက်ဆက်တော်ရလဲဝင်နေဟိုရှမ်းနေတာမနာရင်နာနေမယ်အမျိုးသမီးရွှေမချရဆိုတဲ့ဟာလားစီမလဲဖောင်တော်ဦးမလဲတော့ချပြီးတယ်
公米多数啊，ဒီတိုင်းဂျပန်မှာလဲဟဲ့လားမြန်မာဆိုတာဗမာနဲ့တူတူပဲဂျပန်မထောက်ခံဘူးမြန်မာကိုမထောက်ခံဘူးဆိုတော့မြန်မာဆိုတာကနိုင်ငံကိုပြောတာအဲ့ဒီနိုင်ငံမှာရှိနေတဲ့တိုင်းရင်းသား135ကိုမြန်မာလို့ခေါ်တာဗမာတိုင်းရင်းသားတွေက one of the antics ပဲဒါကိုအောက်ဆုံးကဗမာလူမျိုးကြီးဝါဒကိုတက်ဖြတ်ပြရမယ်သူ့ကို KNU ကနေပြီးတော့အေယာဝတီပြည်နယ်ရဲ့အမျိုးသားကောင်စီလို့ဆိုပြီးတော့ဥက္ကဋ္ဌလေးပေးလိုက်အောင်ယောက်ျားတွေနဲ့တော်တော်ကိုယောက်ျားဖြစ်နေလို့တာနေရာယူအာနာယူတော်တော်ကိုမြောက်တယ်ခုဒေါက်တာစင်ဝင်းဆုံးသွားပြီသူ့တမိုင်းမှာမပြီးသေးဘူးသူ NCGUB ရှေ့ပြိုင်အစိုးရကိုပြီးပါမှဖွဲ့ပြီးတော့ဝင်ကြီးချုပ်ရာထူးကိုယူပြီးတော့ NCGUB ကိုထောက်ခံတဲ့အားလုံးကိုဗန္ဒာငွေကိုဘယ်သူကိုကြိုက်ခိုင်းနေထင်လဲလူသားသမားနိုင်အောင်နဲ့ဟိုလှေကြီးပေါ်ကိုလှေငယ်တင်နဲ့ဟင်အုံးမလားသူ့နာမည်ပါလေ PPSDF ကယောက်ျားကိုစွန့်ပြီးတော့လူသားသမားပါကြောင့်လူသားသမားနိုင်အောင်ကိုယူတဲ့ခင်အုံမနဲ့နိုင်အောင်ကတခါတည်း NCGUB ရဲ့နိုင်ငံတကာထောက်ပံ့တဲ့ငွေကိုကင်ပြီးတော့ခွဲရမ်းလုပ်တာထိုက်ကိုရောက်ရင်ဆိုရိုးစကားရှိတယ်ဒေါက်တာနိုင်အောင်နဲ့ခင်အုံမကိုဥတိုက်တယ်ကားတွေဝေရင်ရွှေညောင်ပင်ကိုဥတိုက်တယ်လို့ထိုက်ကိုရောက်ရင်ဒေါက်တာနိုင်အောင်လူသားသမားနဲ့ဟိုကလားတွေကိုလာခဲ့ဒီဘက်တန်းကိုလာခဲ့ဘင်္ဂါလီကိုခေါ်တဲ့ခင်အုံမကိုဥတိုက်တယ်အဲ့ဒါတွေကငွေကင်တာဒေါက်တာစင်ဝင်းဂျပန်ကိုရောက်ရင်အခန်းလေးထဲမှာကိုကြီးလေးအိတ်နေတယ်ဗိုလ်ချုပ်ကြီးတောင်ဖြစ်နေပြီကာချုပ်ကိုပြောချင်တယ်နော်ယောက်ျားဆိုတာခေါင်းဆောင်လုပ်ရင်ထက်မြက်ရတယ်ပြတ်သားရတယ်ဘာမှမဆိုလုပ်ရဲတယ်ဆိုတဲ့အတိုင်းလုပ်ရဲရတယ်ဒေါက်တာစိန်ဝင်းကရှင်းပြအစိုးရဖွဲ့ပြီးတော့ဝင်ကြီးချုပ်တာလုပ်တာဂျပန်ရောက်ရင်အခန်းလေးထဲမှာကိုကြီးလေးအိတ်ဆရာနေမကောင်းလို့လားဘာဖြစ်လို့ဆိုနှလုံးယောဂါပဲအဲ့ဆရာနှလုံးယောဂါထားနေတယ်အတွက်ကြောင့်မလို့သူမိမစီစီနဲ့ခလေးနေအဲ့တော့သမီးလေးပဲမွေးသေးလားမသိဘူးကောင်းကောင်းမမမီဘူးအဲ့သမီးလေးကိုဝါရှင်တန် DC လေးပို့ရဆရာနှလုံးယောဂါပြောက်သွားပြီးတော့အခု82နှစ်ကြာမှဆရာဆုံးသွားတာသူစတဲ့ဇလန် International Court of Justice ဇလန်ကမ်ဘီယာတရားဆွဲတဲ့ဇလန်စတာဒေါ်စုနဲ့ဒေါက်တာစိန်ဝင်းအဆွဲလို့သူမိဗျာအသွားစိတ်ခိုင်းသူမင်းဧကတဲ့လေးပြည့်သူတောနှုတ်တရကိုဖီအနန်အသွားစိတ်ခိုင်းသူကဒေါ်စုအဆွဲလို့သူကဒေါ်စုကလပြေဖြစ်ချင်တာ OIC ကကလပြေဖြစ်ချင်တာဟလာဂမ်ဘီယာကဘင်္ဂလားဒေ့ရှ်အစိုးရစာနေရာဝင်ယူတယ်လို့နော်ကိုရင်းကကလပြေဖြစ်ချင်တာ OIC အဲ့တော့ဒေါ်စုကဗမာဘူးမုန်းနေဂျပန်ကလည်းစော်ကားသွားပြီအဲ့တော့အဘေးဆန်စီကနေပြီးတော့ဟလာဂျပန်ကို6ခေါက်လာပြီးတော့နော်2013မှာတစ်ခေါက်လာတယ်2000နဲ့15ရွေးကောက်ပွဲ2016မှာတစ်ခေါက်လာတယ်16မှာလာတယ်18မှာလာတယ်19မှာ2ခေါက်လာတယ်6ခေါက်ဝင်ကြီးချုပ်ပွဲလုံးသွားတဲ့ဝင်ကြီးချုပ်အားပေးစီကပြောရရင်ဒီကျမဘယ်သူတရားဆွဲမလဲမသိဘူးအဲ့တရားဆွဲတဲ့စီမှာဒီကျမတရားသူကြီးကိုဒီစိုက်ဘန်ရှော်လို့អော်ပြီးတော့အခုလုံးအားပေးဆန်ဆုံးရတာအခုအားပေးဆန်ရဲ့နှစ်90အုပ်ချုပ်လာတဲ့ LDP ပါတီအခုလိုညွန်ပေါင်းဖွဲ့ရတာဒီဟလာဝင်ကြီးချုပ်အားပေးအခုလိုဆုံးရတာရဲ့အဓိကတော့စုဘင်္ဂါလီတွေအတွက်ဟိုမွန်လူမျိုးဂျပန်မကိုယူထားတဲ့ဇောကောင်းလေးကိုဒီ73ကလေးကိုပေးပြီးတော့ဘင်္ဂါလီတွေအတွက်ဘူးတိတောင်နဲ့မောင်းတော့မှာအိမ်3500ကိုစောက်ခိုင်းတာတွေကိုကိုပြောချင်တာဘယ်သူတရားဆွဲမလဲစောက်နေတာကျမဆိုရတီးဖို့လိုတယ်နော်မှွေသွားတာမင်းတို့ထောက်ခံနေတဲ့မေမေစုမှွေသွားတာ ICJ လက်တိုင်းနိုင်ငံကိုကလားရတရားဆွဲခါဒါကိုဟင် OIC ပေးစာမျိုးဆုထားတဲ့မောင်မောင်ကတက်ပြီးတော့ပြောနေတာအဲ့တော့ဒီဇလန်ကိုစားတယ်ဟလာမြန်မာနိုင်ငံအောက်ပိုင်းကြီးကအင်္ဂလိပ်လက်အောက်ကိုရောက်သွားတဲ့နံပါတ်တော်မင်းနူးနေသူ့အကိုမောင်အိုလိုဒေါ်စုကနေပြီးတော့ဒေါက်တာစင်ဝင်းကို NCGUB ဝင်ကြီးချုပ်ဖြစ်လို့ဟလာအားလုံးအမြင်မှာတော့မြန်မာပြည်ကိုပြန်ကြမှာတယ်မလားနဲ့သူမြန်မာပြည်ကိုပြန်လာရင်သူအမေရိကန်နိုင်ငံသားခံယူထားတာလေအမေရိကန်နိုင်ငံသားခံယူထားတဲ့လူကို permanent resident ပေးပြီးတော့ဟလာတန်းရံကထုတ်ပေးရမလားပေးဆုံးထုတ်ပေးလိုက်တယ်လေထုတ်ပေးလိုက်တော့ပင်ကြီးလေးဝေ့ပြီးတော့ Washington DC မှာရှိတဲ့မြန်မာတန်ယုံမှာဒေါ်စုလက်ထက်မှာ2015ကိုသူ2020ဘို့သူသွားမဲပေးတာသူစနီးနဲ့ရှိတယ်ဓာတ်ပုံကြီးရှိတယ်အဲ့တော့ Senior General ဦးမင်းအောင်လိုင်ကိုလည်းပြောချင်တယ်သမရပြန်ဖြေရင်နောက်အစိုးရလည်းပြောချင်တယ်နိုင်ငံတနိုင်ငံ permanent နိုင်ငံတနိုင်ငံသားခံယူထားတဲ့လူတိုင်းဟာနှစ်နိုင်ငံခွာပြီးတော့မြန်မာ passport ကိုထုတ်မပေးပါနဲ့တိမ့်ပါမြန်မာပြည်မှာလည်းမရွှေ့မပြောင်းနိုင်တဲ့အိမ်တွေပါလိမ့်မရှိပါနဲ့အကုန်လုံးပြည်သူပိုင်းတိမ့်အခုမြေပြတ်တဲ့နာနော်မြန်မာနိုင်ငံမှာဖြစ်နေတာမြေကျွန်တော်ပြောနေတယ်အတာချီ case နဲ့စင်ကာပူသွားပြီးတော့မြန်မာနိုင်ငံလေယာဉ်တွေတစ်တော်တွေရာဘာတော်တွေပေးပြီးတော့တရုတ်စီကနေပြီးတော့100 ဒေါ်လာတွေကိုယူပြီးတော့အတာချီ case နဲ့မြန်မာပြည်မှာတခါတည်းအင်းဒီမှာရောချောင်းသားမှာရောတခါတည်းဟိုတယ်တွေမော်တယ်တွေနောက်လက်ဖက်ချန်တွေနောက်အင်းဒီဟိုဒီမှာစင်ကာပူမှာကွန်ဒိုနှလုံးဟိုဂျပန်မှာရှီဘူယာမှာတိမ့်ပါအကုန်တိမ့်ပါနောက်တက်လာတယ်မြေအစိုးရဥပဒေရဲ့အထက်မှာအကြံပေးလည်းမရှိဘူးဥပဒေရဲ့အထက်မှာအာဏာရှင်လည်းမရှိဘူးဥပဒေဆိုတာတပြေးတည်းရှိရတရုတ်ကလားပိုင်ဆိုင်အကုန်တိမ့်9နှစ်အတွင်းမှာချမ်းသာသွားတာတရုတ်ကလားနဲ့စီးပွားရေးလှုပ်လို့များဒလမှာတရုတ်ကလားတွေကိုဗမာနာမည်နဲ့များမြေပေးဖို့လို့အကုန်လုံး9နှစ်အတွင်းမှာသိထားတဲ့တက်မသားတွေရောပြည်သူတွေရောပြည်သူတွေရောတန်ဃာတော်ပြန်လုံးမှုတွေတန်ဃာတော်180အဲ့ဒါတွေရဲ့ချိန်စာသိပါချိန်စာတင်အဲ့တော့ဒေါက်တာစင်ဝင်းလာပြီကိုဖီအာနန်နဲ့ကျမလည်းပြည်သူကိုချစ်ပါတယ်ဆိုတဲ့မင်းတို့ရဲ့မေမေစုငါ2012ကလေးကတိကနေထက်ပြတာ
တောက်ပြောပါလေခမရကချီနာကာဝါတန်ယုံရှိလာပြီးစန္ဒပြနေခမရကိုကျွန်တော်ကယုံရမလားမတတ်နိုင်လေအေးတန်းကျူရဲ့တမိုင်းကမပြီးသေးဘူးအေးတန်းကျူရဲ့တမိုင်းကတိမ်မှပြီမှာဦးရပြောတယ်လေတို့ရှိမကူကမင်းအရန်ကြိုးစားတယ်နော်တဲ့မင်းနောက်လို့တစ်ခုကို2ရက်နေ့ February လ2ရက်နေ့ဝင်ပါမယ်တယောက်ဖြစ်လို့ရမှာနော်တုံးလိုက်ခွဲတစ်စက္ကန့်လေးတောင်မထိုင်ရအောင်လောက်ရမှာငါလုံမယ်လို့ဟလာငါဂျပန်ရဲ့အခုံကငါမစားနော်ပေါ့မမနုပြောသွားတယ်မွန်လူမျိုးမမနုတော်ရေးတန်းကျူရတယ်တဝက်တဲ့အလုပ်လုပ်တယ်တဝက်ကိုလေအစိုးရတို့ရှိမကူပေးတဲ့အိမ်နေတာနောက်ဘွားကြရင်တဝက်တော့ကျွန်းပြန်ဖြစ်မှာပဲမမနုသူကအဲ့လိုပြောသွားတာမွန်လူမျိုးဗမာဦးများချစ်တယ်မထင်နေနဲ့သူတို့မွန်ဆိုင်တွေသူတို့ရက်ခိုင်ဆိုင်တွေသူတို့ရဲ့ဟလာဘင်္ဂါလီဆိုင်တွေကိုအားပေးနေတာဗမာတွေအဲ့ဒီတိုင်းညာဗမာကိုချစ်တယ်မထင်နဲ့ဗမာတွေမင်းတို့ PDF ကိုကရင် KNU ကမင်းတို့ရှိတယ်ပြောတာဗမာတွေကိုတတ်တယ်အခုပြောသွားပြီသတင်းဌာနတစ်ခုကအဲ့တော့ဟလာလာပြီမေမေစုကနော်ဥမာဦးသိန်းစင်ကဒေါက်တာကျမရဲ့ဆရာမဒေါက်တာရင်နွယ်တို့ခလာစာကနာတို့ကိုကိုကြီးတို့ပါတဲ့အဖွဲ့နဲ့2016 2019ဟမ်အဲ့ဒါဖွဲ့နေပြီ2015လေးအာနာလေးရယူဒေါက်တာစင်ဝင်းကိုကိုဖီအာနန်ကိုသွားခေါ်တယ်ဒေါက်တာစင်ဝင်းကလည်းသွားခေါ်တယ်အဆွဲလိုသူကဒိုစုနော် OIC မြန်မာပြည်ကိုကလပ်ပြည်ဖြစ်ချင်တာအင်ဒိုနီးရှားလို့တရားဆွဲတော့မယ် ICJ အတွက်ပြင်ချပြီ2015ဒိုစုနာမကိုဝင်းရနေပြီကိုညီတို့တွေဟာလာဦးလာဆိုင်ရဲ့တာသမီတွေခဲနဲ့အေးကျော်တို့တွေနောက်ဘလူးလေဒီမိုကရက်တီတို့တွေတော်ဝင်းနှင်းစီတို့တွေကလာတွေဝင်းရနေပြီညအေးတို့ကိုကြီးတို့က NLD တက်ပါရမယ်ထင်တယ်2015စန္ဒမင်းတို့ဣတစားတွေကိုတရားဝင်လိုင်စင်ချပေးပါလို့ပြောတယ်စန္ဒမင်းတို့အတွင်းဝင်ယုံကြီးကိုအနှစ်ခန့်လုပ်ဖို့လုပ်တဲ့စန္ဒမင်းတို့ဒိုစုနာမဝင်းရနေပြီကွီးဖြိုးလည်းမလုပ်ဘူးကွီးဖြိုးရဲ့အဖေကကလားကွီးဖြိုးရဲ့အမေကကရင်ဒေါခင်ကြီးလိုပဲ half ကလားမောင်လိုပဲအဲ့ဒါနဲ့တခါလေ2015မှာဒေါ်စုက OIC ကမြန်မာနိုင်ငံကိုလိုချင်တယ်အင်ဒိုနီးရှားလိုမလေးရှားလိုကလပ်ဖြစ်အောင်လုပ်ချင်တယ်ဒေါ်စုကိုကိုဖီအာနန်ကိုသွားခေါ်ပါဦးသိန်းစိန်ရဲ့အဖွဲ့တွေကိုဖျက်လိုက်တာဖျက်ပြီးတော့ကိုဖီအာနန်ကိုဒေါက်တာစိန်ဝင်းသွားခေါ်တယ်ဒေါက်တာစိန်ဝင်းကိုဒေါ်စုကအမေရိကန်နိုင်ငံသားခံယူတဲ့ဒေါ်စုအမေရိကန်နိုင်ငံသားခံယူတဲ့ဒေါက်တာစိန်ဝင်းကိုဒေါ်စုကပိုင်းရောင်ကထုတ်မပေးခြင်းတော့သူ့အကူက2015နဲ့2020အတွင်းမှာလာခြင်းနေဆိုတာတော့မလာခိုင်းဘူးနော်မမဆန်းကတော့ပြောသွားတယ်သူတို့1990 NLD တွေကအမှတ်တွေကဒေါက်တာစိန်ဝင်းပြပကိုပြပြေးလို့သူတို့လက်မခံဘူးလို့ပြောသွားတယ်မမဆန်းကဒါဦးကလည်းပြောတယ်အမှတ်ကလည်းဆုံးသွားပြီမမဆန်းတော့မသိဘူးကျမတို့အသက်တောင်85ကပ်ပြီဆိုတော့မမဆန်းတော့မသိဘူးစိတ်ကအမှတ်အဲ့တော့ဒီကိုရင်းကဟာလာဒေါ်စုက1990တုန်းကလည်းစီးပွားရေးတွေပိတ်ခိုင်းတာဒေါက်တာစိန်ဝင်းကတဆင့်အမေရိကန်ဆိုရကိုယူရိုပကိုစီးပွားရေးတွေ SCGUB ကစီးပွားရေးပိတ်ဖို့လုပ်တာမြန်မာနိုင်ငံမှာစက်ရုံအလုပ်ရုံတွေပိတ်ပြီးတော့မိန်းကလေးတွေလမ်းဘေးကိုရောက်သွားအောင်လုပ်တာဒေါ်စုနဲ့ဒေါက်တာစိန်ဝင်းပဲဒါ1900ဝန်းကျင်နော်ပြီးတဲ့အခါကျတော့2015လေးကြာလေရအောင်ဒေါ်စုကကလပ်ပြေမြန်မာပြည်ကိုဖြစ်စေချင်တာ OIC ကလားဒီဒေါက်တာစင်ဝင်းကိုကိုဖီအာနန်စီကိုအသွားစိတ်ခိုင်းနေမင်းဧကရက်ကဒေါ်စုကိုဖီအာနန်စီကိုသွားတဲ့လူကသုံးနှုတ်တရမူစုကဒေါက်တာစင်ဝင်းသွားတာဒေါက်တာပြစ်လိုက်တဲ့ခဲကကိုဖီအာနန်အဲ့ဒီခဲကိုပြစ်လိုက်တာကဒေါ်စုဒီကြားထဲမှာဟလာဒီယူပါဒေတာစကားနဲ့ပြောရင်ဒီလိုအရှိန်နဲ့သွားနိုင်ဖို့ရအတွက်ဒီခဲကဟလာကိုရင်းပြစ်နိုင်မယ်အရှိန်အဲ့ဒါကိုလုပ်တာဒေါက်တာစင်ဝင်းဒီနိုင်ငံဖြစ်ချင်တဲ့ကလပ်ပြည်ဖြစ်ချင်တဲ့ OIC ကလားတွေကိုနာဖို့ပြောနေတာ OIC ကလပ်ပြည်ဖြစ်အောင်ကိုဖီအာနန်ကိုခေါ်ခိုင်းတာဒေါ်စုတွားခေါ်တာဒေါက်တာစင်ဝင်းဒီ1982ဥပဒေကိုပြင်ဖို့စာမျက်နှာ82မျက်နှာကိုကမ်ပီယာကနေပြီးတော့ယူပြီးတော့ ICJ International Court of Justice ကိုတင်တာရှင်းမလားဒီလေးရအဲ့ဒါဘယ်တော့မှမမြင်နဲ့တမိုင်းနိုင်ငံတော်ကိုတရားစွဲတာပြည်သူ့အမှုဆိုတော့ကလားတွေတိတ်ချင်းဆုံးနေတိတ်မယ်ပလီပိတ်သိမ့်မယ်နင်တို့ရောက်တဲ့နိုင်ငံမှာငလင်ဖြစ်သိမ့်မယ်မလိမ်နဲ့သူဒေါက်တာစိန်ဝင်းဆုံးပြီတကယ်ခံက OIC အီရန်နဲ့အမေရိကန်မဆွေးနွေးဘူးပြတ်တယ်စစ်ဖြစ်ရင်ဘယ်လူတွေနာမလဲဘယ်သူတွေနာမလဲမင်းတို့ကလားတွေမဘာတာကိုချောက်ကိုမင်းတို့စော်ကားနေတာမောင်တို့ဖုန်ကြီးတွေစော်ကားမဘာတာပြန်ပြီးတော့ရှင်းတတ်နိုင်မှာစော်ကားမင်းတို့ဘုဒေါက်တာစိန်ဝင်းတွားခေါ်တယ်ဒေါက်တာစိန်ဝင်းနိုင်ငံကိုဖားနိုင်ငံဖြစ်အောင်စီဝါကြီးပိတ်ခိုင်းတာဒေါ်စုဒေါ်စုကိုလွတ်ပေးပါအမေရိကန်မှာကျွန်တော်ကအမေစုသားလို့ပြောတာဘယ်သူလဲမင်းတို့အခုဟာလာကိုဖီအာနန်ကိုတွားခေါ်တယ်သူနဲ့ဒေါ်စုနဲ့ကိုဖီအာနန်နဲ့ပါချင်းကပ်ပြီးတော့လုပ်တယ်ကိုဖီအာနန်ကိုခေါ်တဲ့ခလာ2016မှာရဲစခန်း၄ခုကို ARSA တွေကဝင်ပြီးတော့တိုက်တယ်ကိုဖီအာနန်ရဲ့82မျက်နှာရှိတဲ့အစီရင်ခံစာကြီးထွက်တဲ့2019မှာတက်မတော်တိုင်ရင်တစ်ခုနဲ့ရဲစခန်း30နဲ့ရခိုင်နေရောဟိန္ဒူတွေရော ARSA တွေကခလေးကအစတူရှင်တူဓာရှင်ဓာနဲ့တုံးနဲ့တတ်တာအဲ့ဒါကိုဖီအာနန်ရဲ့အစီရင်ခံစာဂမ်ဘီယာတင်တဲ့အစီရင်ခံစာ
တကယ် genocide အလုပ်ခံရတာ ARSA တွေရောဒီရှိနေတဲ့ဘင်္ဂလီတွေရောငါဘာသာပြန်ပေါ်ဖို့လိုတယ်ကိုချောက်ကိုပြန်ပေါ်ဖို့လိုတယ်ဗမာအဖွဲ့အစည်းပြန်ပေါ်ဖို့လိုတယ်သူတို့မှသူတို့အလံနဲ့သူတို့အကုန်ရှိတယ်တိုင်းရင်းသားတွေဟမ်မြန်မာပြည်ကိုကလည်းပြေဖြစ်အောင်လုပ်ခိုင်းနေဒေါ်စုကထောက်ကြနေတယ် OIC ကဒေါ်စုကိုလည်းဖြုတ်ရောဒေါ်စုနေရာမှာဂမ်ဘီယာကိုအစားသွင်းပြီးတော့ငွေနဲ့ပေါက်ပြီးတော့ ICJ ကိုတက်နေတယ်ကိုဖီအာနန်နဲ့တေးတယ်ဒေါ်စုအထက်က OIC ကလာဘင်္ဂလားဒေ့ရှ်ပြည်ရင်းပြည်ပမှာနေနေတဲ့ကလာအဲ့ဒါအဓိကမမေ့နဲ့ပထမချိန်ကြုံဖြစ်ခဲ့တာမဟုတ်ဘူးတတိယအချိန်ကြုံဖြစ်မယ်စစ်ကြုံအာဏာရှင်ဖျောင်းနေတယ်ဂျပန်မှာနှစ်ပေါင်း80ကျော် LD Party Liberated Democratic Party ကအုပ်ချုပ်နေတာ80ဘယ်နိုင်ငံများအာဆီယံနိုင်ငံများဒီမိုကရေစီအပြည့်အဝရှိတယ်အကုန်အာဏာရှင်နဲ့ကွန်မြူနစ်နဲ့ဒီစစ်တပ်ကအုပ်ချုပ်နေတာထိုင်းမှာအထက်လွှတ်တော်မှာ90ရာခိုင်နှုန်းစစ်တပ်ကလူတွေကဝန်ထိုင်နေတာထိုင်းပြည်ကထိုင်းစစ်တပ်ကိုထောက်ခံနေထိုင်းပြည်သူအဝါတွေကထိုင်းစစ်တပ်ကိုထောက်ခံနေတယ်ဒါကြောင့်မလို့ဟင်ပြောစမ်းမအာဆီယံမှာ10နိုင်ငံမှာမောင်မောင်ရဲ့သိနာကောင်ရဲ့မအေးဘေးရဲ့ဟင်မိမစစ်ဖမစစ်ကမွေးလာတဲ့အုတ်ကြားမြက်ပေါက်ရဲ့မင်းကအာဆီယံမှာကချက်ကိုမထောက်ခံတာဘာညာနဲ့လုပ်နေနင်း OIC ပေးစာမျိုးစုပ်ပြီးတော့နင်းပြောနေငါဖတ်တာငါအခုထိထမင်းမချက်ရသေးဘူးဒီမှာဟင်ငါထမင်းငါစားပြီးငါပြောနေတာနင်းယောက်ျားမောင်ငါမိမနင်းကငါ့ဦးတော့အသက်ရွယ်ကြီးနေတာသေဖို့အတွက်ကြီးနေနင်းတော့တဲ့နေ့မသေတော့ဘူးလားမောင်ငါထမင်းငါစားပြီးတော့ငါမှန်တဲ့စကားကိုပြောနေတာအဲ့တော့ဟင်2019မှာကိုဖီအာနန်အစီရင်ခံစာရေးတဲ့ထွက်ရောတခါလေးကိုတတ်တော့တာဂျီနိုဆိုက်လုပ်ခံရတာမြန်မာနိုင်ငံဗမာတွေကလေမေးတာလားပျော်တတ်တာလားမသိဘူးကုတနာမေဆိုရကြောင်းကြိုက်တာနော်ကြောင်းကြိုက်တာရှင်တို့ပြည်မင်းမှာလည်းရန်ရှိတယ်ကြောချင်းကတ်နေတာပဲရန်အထက်က K3C နောက် AA အဲ့ဒါတွေကိုရှင်တို့မျိုးကိုဖြုတ်ရမှာကာကြောက်လေခံစစ်တို့ဘာစစ်တို့လုပ်နေတယ်တရားတာ9နှစ်တွဲမှာတက်မလို့သားရင်တွဲမှာဟင်မုတ်ဆိုးမမုတ်ခင်းကဆိုင်ကြတော့ရှင်တို့ဖျက်ပြစ်တယ်အခုတက်မလို့ထဲမှာဟလာစီဝိတ်ထိုင်နေတရင်တွေကပြင်ပေါက်တယ်လေရောင်းစားတယ်တက်မလို့ထဲမှာရှိနေတဲ့ဂရော်တွေလည်းအလုပ်လုပ်ရမှာပဲအလုပ်လုပ်ဖို့လိုတယ်ယောက်ျားတွေကိုလက်စားမခိုင်းနဲ့ခုနကကျွန်မပြောထားတယ်နော်အတာချီ case နဲ့ဒေါ်လာ100လောက်ထားတဲ့ပိုက်ဆိုင်သားတွေနောက်တက်လာမယ့်ဆိုရရှင်းမရှိဂျပန်မှာကျွန်မချိန်နေတယ်နော်ငဲ့စရာတက်မလို့သားတွေရဲ့မျက်နှာကြာဆုံးသားတွေပြည်သူတွေရဲ့မျက်နှာကြာဆုံးသားတွေတက်မလို့သားတွေကြာဆုံးသားတွေပြည်သူရဲ့တွေပြန်တော်မူတဲ့တာကမျက်နှာတွေချိန်နေလို့အေးတန်းကျူငိမ့်နေတာအချိန်မြေးထားပြီးတော့သတင်းစာရှင်းလင်းပွဲလုံးအရက်ကွဲမယ်ရှင်တို့မတရားမလုပ်နဲ့တရုတ်ကလားနဲ့ပေါင်းပြီးတော့တိတ်မချမ်းသာခြင်းနေချမ်းသာခြင်းလို့စစ်ထဲဝင်နာမျိုးမလုပ်နဲ့စစ်ထဲဝင်လို့ချမ်းသာရင်ထွက်ကျုပ်ကမောင်လို့စိတ်လက်စီလို့ကိုလိုထီလို့မလုပ်ဘူးကျုပ်အထောက်ထားနဲ့ပြောနေတယ်မခုံးမတကောင်ပြောင်းတလေလုံးမပုတ်နိုင်တာဒီလိုချင်အဲ့မခုံးမတကောင်ကိုရှင်းပြအဲ့ခုံးမတကောင်နဲ့ပတ်သက်နေတဲ့ခါကိုလေရှီနာခါဝါကတိုင်ယုံမှာဘာပွဲဖြစ်ဖြစ်မဖိတ်နဲ့မတန့်ဘူးအဲ့မိမတိုင်ယုံတောက်တက်ခါကြတယ်အဲ့တော့ပြောချင်တာကဟဟလားဒီလိုမြန်မာပြည်ကိုကလပ်ပြည်ဖြစ်အောင်လုပ်ချင်တဲ့ OIC တဲ့စစ်ပွဲတွေလာပြီအီရန်နဲ့အမေရိကန်ဖြစ်ရင်လည်းမတတ်နိုင်ဘူးနော်နှစ်ဖက်ဆုံးကြည့်မယ်ပြီးရောကိုဖီအာနန်နဲ့ဆုံးနေတွားခေါ်တဲ့ဒေါက်တာစင်ဝင်းနဲ့ဆုံးနေတွားခေါ်ခိုင်းတဲ့ဒေါ်စုလည်းအသက်80ရှိတယ်နော်တနေ့ဆုံးမှာပဲတဖြည်းဖြည်းနဲ့တေဖို့နီးလာတာဒါပေမဲ့သူတမိုင်းကသူလာဆုံးသွားပြီးတော့ဟလာတေတော်သူကြားရင်မေးပြောက်တော်သူရှားရင်တွေ့ဆိုတဲ့စကားကရှိနေရှိမှာနော်တို့တော့သူတမိုင်းကမပြတ်ဘူးဒီနေ့ဒေါက်တာစင်ဝင်းဆုံးသွားတယ်နေ့မှာကျမကအခုလိုပြောတာပါသူစခဲ့တဲ့ international ဟလာInternational Court of Justice မှာဂမ်ဘီယာကနေအမှုကြီးကဆုံးဖြတ်ချက်ချမိချိန်မှာသူမရှိတော့ဘူးဒီကိစ္စကတော့သူကတော့သိမယ်လေနေ့တိုင်းသတင်းစာဖတ်ခွင့်ရနေတာပေါ့အဲ့တော့ဒီလို၄ယောက်တော့တက်ရခ OIC ဒေါ်စုဒေါက်တာစင်ဝင်းဂမ်ဘီယာရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့တူတူပဲဟလာဒီ၄ယောက်မှာနော် OIC ကြက်နေတယ်59နိုင်ငံနော်ဒေါ်စုထောက်ကြနေတယ်သွားခေါ်တဲ့ဒေါက်တာစင်ဝင်းဆုံးသွားပြီနောက်တစ်ခုဂမ်ဘီယာအဲ့တော့ဂမ်ဘီယာနဲ့ OIC သူတို့ကငွေအားတောင်းတယ်အဲ့တော့ပြည်သူတွေကတောင်းခံရမှာပဲသူတို့လုတ်ကြံသွားတာနောက်တစ်ခုဒေါက်တာစင်ဝင်း OIC ကပတ်စံကိုသွားယူတယ်သွားယူပြီးတော့ဦးထေးအောင်ကိုထိုင်းမှပေးတယ်ပြီးရောဒေါက်တာစင်ဝင်းကဟလာဦးထေးအောင်ကတစ်စင် OIC ကပတ်စံထိုးစုပေးတယ်ဒေါ်စုကဦးထေးအောင်အခုအသက်ရှင်နေတယ်ဒေါက်တာစင်ဝင်းဆုံးသွားပြီအဲ့တော့ဟလာဦးထေးအောင်ရှိနေတယ် OIC ပေးစာကိုယူထားတဲ့အတွက်ဒေါ်စုကဘန်ကလောက်လုပ်ရတယ်လုပ်ပေးတာကအခုဦးဝင်းနေအဲ့တော့ဦးဝင်းမြင့်နဲ့ဒေါ်စုထောက်ကြတယ်အဲ့တော့9နှစ်ပြည့်ပြီတမလာကြီးကိုထောက်ကြထားပါတယ်ဒေါ်စုကိုထောက်ကြထားပါတယ်ဂျပန်မှာခါဆူတို့ပူစာ3000ရထားတဲ့လူတွေကတန်ရုံးရှိမှာကာချုပ်ပုံနင်း
ဟာလားတိုကျိုမြို့ကြီးကိုလှည့်ပြီးပြနေတာကိုဂျပန်တွေကလွှင့်နေတယ်ဂျပန်ကြည့်နေတာမိုးလေဝသကိုကြည့်နေတာအမေရိကန်မိုးလေဝသကိုအမေရိကန်စိတ်ဆိုစိတ်နဲ့အမေရိကန်နီးဆိုနီးမယ်ဒါပေမဲ့ဒီလိုဟာလားဖလုတ်တာဝါစာတွေကိုရှင်နာဂဝါတန်ရုပ်ရှင်မှာဆက်ဒီလိုတွေကချုပ်ရဲ့ပုံကိုတက်နေဟာလားတိုကျိုမြို့ကြီးကိုလှည့်နေတယ်ဒီအကုသိုလ်ကောင်းတွေကဘလူးဆောင်နေကျွန်းပေါ်မှာအကုသိုလ်လုပ်နေလို့ဟာလားဒီဂျပန်အစိုးရကအမေရိကန်ရဲ့မီးစိမ်းမီးနီမီးဝါကိုကြည့်ပေးမယ်ဒီခတ်ဆူတို့ဗီဇာယူထားတဲ့3000ကနီးလို့လည်းမရစိမ့်လို့လည်းမရတာငလျင်ရှိမယ်ဆူနာမီရှိမယ်မှုန်တိုင်းရှိမယ်အဲ့ဒီဟာတွေကလာလိမ့်မယ်ဂျပန်ပြည်မှာလာဆဲနေလို့အဲ့တော့ဒီຢာကိုတားဆီးလို့မရပါငါ NCGUB ရဲ့ဝင်ကြီးချုပ်ငါဒေါက်တာစိန်ဝင်း1995ခုနှစ်မှာဒေါ်စုလွတ်လာတော့ဒီဘက်ကဦးတန်းရွှေတို့ဘိုးချုပ်ခင်ညွန့်တို့ဦးမောင်အေးတို့ကထိုင်နေဒီဘက်မှာဒေါ်စုကထိုင်နေ25ရာခိုင်နှုန်းကိုလွှတ်တော်ထဲမှာထည့်မယ်ဒေါ်စုရဲ့ NLD ကို1990ရဲ့ရွေးကောက်ပွဲက85ပေးမယ်ဆွေးနေတာကိုဒေါ်စုကို1995မှာလွတ်ဖို့ရန်အတွက်ဂျပန်အစိုးရကနေပြီးတော့လော်ပီတာလျှက်စစ်ဆက်ရင်းကိုလော်ပီတာရေအားလျှက်စစ်ဆက်ရုံကိုပြင်ပေးလိုက်ပြီးတော့ဒေါ်စုကိုဦးတန်းရွှေတို့ဦးမောင်အေးတို့ဗိုလ်ချုပ်ခင်ညွန့်တို့ကနေလွတ်လဲပေးလိုက်ရော NHK ကိုလွတ်ပေးလိုက်ပါပြီလို့ဆိုပြီးတော့အကြောင်းကြားတယ် NHK ကကြီးညာလိုက်တယ်အဲ့ချိန်မှာ Michael Harris ကကလေးနှစ်ယောက်နဲ့ဒေါ်စုကိုသွားတွေ့တယ်အဲ့ချိန်မှာ Michael Harris ရဲ့ကွန်ပျူတာထဲမှာဒေါက်တာစိန်ဝင်းကနေပြီးတော့သူတို့ရဲ့ NCGUB မပါဘဲမဆွေးနွေးနဲ့လို့ရေးတာဒေါ်စုကနေပြီးတော့ Michael Harris ကိုတိုးလေးထိုင်းကိုရောက်ရင်သတင်းစာရှင်းလင်းပွဲလုပ်မဆွေးနွေးတော့ဘူးဆိုတာချင်းညာလို့ပြောလိုက်တော့ Michael Harris ကဒေါ်စုကိုတွေးပြီးတော့ကလေးနှစ်ယောက်နဲ့ပြန်သွားပြီးတော့ထိုင်းလေးရောက်ဒေါ်စုကဒီဦးတန်းရွှေဦးမောင်အေးဦးခင်ညိုတို့နဲ့မဆွေးနွေးပါဘူးလို့ကြီးညာလိုက်တော့ဟိုဘက်ကအရှက်ကြီးကွဲတာမြန်မာနိုင်ငံရဲ့တမိုင်းမှာ1990မှာရွေးကောက်ပွဲလုပ်တဲ့1990မှာဒေါ်စု Nobel Prize ရတယ်1995လဲကြာရောဂျပန်ကကြိုးစားလို့ဒေါ်စုလွတ်လာတယ်တစ်ဖက်မှာကဦးတန်းရွှေရဲ့ဦးမောင်အေးရဲ့ဘိုးခင်ညွန့်ကထိုင်မယ်တစ်ဖက်ကဒေါ်စုကထိုင်မယ်ဘယ်နိုင်ငံမှမပါဘူးကြားထဲမှာဘယ်နိုင်ငံမှမပါဘူး25ရာခိုင်နှုန်းတက်မလို့ကတော့လွှတ်တော်ထဲမှာနေမယ်ဒေါ်စုက90အဲ့ဒီဆွေးနွေးပွဲကြီးကိုဖျက်လိုက်တာရှိရုံနဲ့ပဲရှိတော့တယ်အဲ့တော့ကျွန်မလည်းအဆုံးသတ်မှာပိတ်တော့မယ်ရှိယူနဲ့ပဲကြံတော့တယ်အဲ့ဒါကိုရင်းဒေါက်တာစိန်ဝင်းအဲ့တော့အဲ့တမိုင်းတွေကဖျောက်ပြက်လို့မရတဲ့အတွက်ဒေါက်တာစိန်ဝင်းဆုံးသွားတဲ့အချိန်မှာကျွန်မရဲ့ဆရာကျွန်မရဲ့ E=mc² ကိုဟာလား relativity Einstein ရဲ့ relativity theory ကိုဗလာစာဦးနဲ့6မျက်နှာ Fourier ကိန်းစဉ်နဲ့သင်ပေးခဲ့တဲ့ဆရာကျွန်မရဲ့ဆရာကိုတွေ့ချင်တဲ့အတွက်ကြောင့်လာတဲ့အိုစုကမှာတန့်စင်ဦးကကျွန်မကိုထိုးမယ်ကြိတ်မယ်နဲ့လုပ်ပြီးတော့ဆရာနဲ့မတွေ့ရတဲ့အတွက်ကြောင့်မလို့ဆရာကနေအေးတန်းကျူဘာလုပ်နေလဲလို့ကျွန်မအပေါ်မှာထင်မြင်လွဲပေမယ်ဆရာကျွန်မမြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေဆရာစခဲ့တဲ့ဒေါ်စုစခဲ့တဲ့ဂမ်ဘီယာကနေ International Court of Justice မှာကျမတို့နိုင်ငံကိုတရားစွဲခဲ့တာကျမတို့နိုင်ငံရောပြည်သူရောနစ်နာပြီးတော့နော်တိတ်ခါလေးကြပါတယ်အဲ့တော့ဆရာကတော့ကောင်းရမွန်ရကိုရောက်မှာပါနော်ဆရာလည်းဆုံးသွားပြီဆရာစခဲ့တဲ့နော်ဒီဖြစ်ရကတော့ကျမတို့ဆက်ပြီးတော့တက်လာတဲ့အစိုးရတာဝန်တရားအနေနဲ့ရင်ဆိုင်ရအောင်မှာဖြစ်တဲ့အတွက်ကျမတို့ကဖွာပေးတဲ့တာဝန်တစ်ခုကိုဆက်ပြီးတော့ထပ်ဆောင်ရပါဦးမယ်အခုလို့ကျမ live ပေါ်မှာပြောတာဟာဆရာကိုကျေးဇူးကတဲ့သဘောမဟုတ်ပါဘူးတမိုင်းအမှန်ကြီးကိုပြည်သူတွေမသိပဲအားလုံးက OIC ပေးစာနဲ့အမေရိကန်ရဲ့ထောက်ပံ့မြေဒေါ်လာတန်120တန်းနဲ့ဆက်ပြီးတော့လူတပ်ပွဲကြီးတွေမြန်မာပြည်ပေါ်မှာအဖြစ်စီးတွေအကြမ်းဖက်တွေဆက်ပြီးတော့လုပ်နေမှာကိုပြည်သူတွေကာကွယ်နိုင်အောင်အတွက်ကျမအမှန်တရားကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်ဆရာကောင်းရမွန်ရရောက်ပါစေဆုမတောင်းလိုက်ပါတယ်ကျမအပြစ်ရှိရင်ကျမတောင်းပန်ပါတယ်ဆရာဖြစ်လေရဘဝတိုင်းမှာအခုလိုပညာရပုဂ္ဂိုလ်ကြီးမိကောင်းဖခင်တာသမီဖြစ်ပြီးတော့မြန်မာနိုင်ငံအကျိုးကိုများအမေရိကန်နိုင်ငံသားပဲခံယူခြင်းလားမြန်မာနိုင်ငံသားပဲခံယူခြင်းလားဆရာစန္ဒအတိုင်းဆက်ပြီးတော့ဆောင်ရွက်နိုင်ပါစေလို့ကျမဆုမတောင်း